ညီကိုတို့အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ Bad Choice Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဒီဇင်ဘာ28ရက် Super Sunday မှာတော့ကြေးအောင်စေးမှာနှစ်ပွဲကိုညီကိုတို့အတွက် free ရွေးချယ်ပေးပါမယ်ပထမပွဲစဉ်ကတော့မြန်မာစံတော်ချိန်ည6နာရီမှာကံမဲ့အီတလီစီးရီးပွဲစဉ်ဖြစ်တဲ့ AC Milan အသင်းနဲ့ Verona အသင်းပွဲစဉ်ကို30ရွေးချယ်ထားပါတယ်နှစ်သင်းလုံးရဲ့ data ချက်လက်တွေကိုကြည့်ရင်အင်ရှင်ဖြစ်ကစားမဲ့ AC အသင်းဟာ League Standard မှာ15ပွဲကစားပြီးရမှတ်32မှတ်နဲ့အဆင့်2နေရာမှာရှိပါတယ်နောက်ဆုံး3ပွဲကန်တာကျင်းတပွဲနိုင်တပွဲသက်ရီတပွဲရှုံးထားပါတယ်ဒိုင်ယာရ3ယောက်ပဲရှိပါတယ်အဝေးကွင်းဘီရိုနာအသင်းကျင်း15ပွဲကစားပြီး12မှတ်ပဲရပါသေးတယ်တိုင်းရင်းသုံးနဲ့လည်းရောက်နေပါတယ်နောက်ဆုံး3ပွဲမှာတော့2ပွဲနိုင်တပွဲရှုံးထားပါတယ်ဒိုင်ယာရ4ယောက်တွေရှိတယ်နှစ်သင်းတစ်ထက်တစ်စုံမှာအင်ရှင် AC Milan ကပဲနိုင်ထားတယ်လက်ရှိပေါက်ရေးက AC က body 160ပေါက်ပြီးဂိုးပေါင်းကြီးက3လုံးပေါင်း90ပေါက်တယ်အင်ရှင် body ကြီးပြင်းပြီးဖွင့်ထားတာတွေ့ရတယ်AC ကခန်းစက်ကဂိုးတွေပေးနေရတယ်လို့အခုလက်ရှိခြေတန်းရဘီရိုကရလက်ကောင်းနေတယ်တိုက်စစ်ကလည်းဂိုးတွေသွင်းနိုင်တယ်ဒီဘက်ကအနည်းဆုံးသွင်းကို3ကိုရောက်မယ်လို့ယုံကြည်ထားတယ်ဘော်ဒီတဲ့ဆိုင်ရင်နှစ်သင်းပေါင်း3ကိုဂိုးပေါ်ပဲကြိုက်ပါဒုတိယပွဲစဉ်ကတော့မြန်မာစံတော်ချိန်ည8နာရီခွဲမှာကံမဲ့ပရီးမီးယားလိပွဲစဉ်ဖြစ်တဲ့ဆန်အာလန်အသင်းနဲ့လီယူနိုက်တက်အသင်းပွဲစဉ်ကိုရွေးချယ်ထားပါတယ်ဒီနေ့အရှင်မြစ်ကစားမဲ့ဆန်အာလန်အသင်းဟာ18ပွဲကစားပြီးရမှတ်28မှတ်နဲ့အဆင့်9နေရာမှာရှိပါတယ်နောက်ဆုံး3ပွဲကန်တာကြည့်ရင်တပွဲနိုင်တပွဲသေးတပွဲရှုံးထားတယ်ဒိုင်ယာပွဲပဲနိုင်ငံပွဲတွေကြောင့်ကစားသမား9ယောက်အထိဒီပွဲမှာပေါင်နိုင်ခြင်းမရှိပါဘူးအဝေးကွင်းလီယူနိုက်တက်ကိုကြည့်ရင်18ပွဲမှာ19မှတ်ပဲရပါသေးတယ်အသင်း16နေရာမှာရှိပါတယ်နောက်ဆုံး3ပွဲမှာတော့တပွဲနိုင်2ပွဲသေးကြထားပါတယ်ရှုံးပွဲမရှိရတယ်တွေ့ရတယ်ဒိုင်ယာ3ယောက်ပဲရှိတယ်နှစ်သင်းထက်တဲ့တွေ့ဆုံမှုမှာနောက်ဆုံး3ရင်ကြည့်ရင်2ချိန်သေးကြပြီးတစ်ချိန်ကိုလီယူနိုက်တက်အသင်းကနိုင်ထားတယ်လက်ရှိပေါရေးကိုကြည့်ရင်အင်ဂျင်ဆန်လန်က10ပြားဂိုးပေါင်းကြီးက240ပေါက်တယ်ဘော်ဒီဂျေးကိုကြည့်ရင်အဆင့်9နေရာအသင်းက level 40-50တော့မဖွင့်ရတာကြည့်ရင်အရှင်ဒီပွဲမှာဂိုးရဖို့တော်တော်လေးရုန်းကန်ရမှာပါလီယူနိုက်တက်အသင်းကနောက်ဆုံးကန်တဲ့ပွဲမှာနိုင်ထားသလိုဆန်နာလန်နဲ့တွေ့ဆုံမှုတိုင်းမှာလည်းရလက်ကောင်းတယ်အခုလက်ရှိကဆန်နာလန်ကအိမ်ကွင်းမှာတပွဲမှရှုံးဝဲမရှိသေးပါဘူးဒီပွဲမှာ1-0 0-1နဲ့ပဲပြီးမှာပါရွေးချယ်မှုကဂိုးဝယ်ကြိုက်ပါတယ်ဒီနေ့ free ရွေးချယ်မဲ့နှစ်ပွဲကိုတိုက်နေတဲ့ဆိုရင်ရွေးချယ်နာပြီးမကြိုက်ရင်လည်းဘက်ကနိုင်ပါတယ်အားလုံးပဲအပေါင်းမပြရရပါသေးဗျာ